မင်္ဂလာပါကျွန်တော်စိုက်မှာဒါမန်လေးစိုက်မှာနော် running shoe အလှလေးတွေရောက်ထားပါတယ်ဂျင်းစော့မဲ့ကိုရီအမတွေရောပြီးရင်ရှိုးစည်းမဲ့ကျွန်တော်ပြည့်သက်တွေရောအလှလေးတွေကျွန်တော်တို့စိုက်မှာရောက်ထားပါတယ်အချိန်မီလေးလာပြီးတော့အားပေးရင်တော့စိုက်စုံပါသေးတယ်နော်စိုက်စုံပါသေးတယ်ကျွန်တော်ဗာလေးတွေရှိတယ်ပြပေးပါမယ်နောက်တစ်ခါကျကျွန်တော်တို့ running တွေပါရေပေါ့နော် land တွေပါရေရှောက်မယ်ဂျင်းတွေပါရေစော့မယ်ရှိုးစည်းမယ်ဆိုရင်တော့ဒီကောင်လေးတွေမိုက်တယ်ပြီးကျွန်တော် Jordan တွေရှိတယ်ဒီ Air Max လေးတွေနော်ဒီကောင်လေးတွေကစလောကအတစ်တန့်လေးတွေပါဈေးနှုန်းလေးတွေလည်း fair ဖြစ်ပါတယ်ကျွန်တော်9000ခွဲ8000ခွဲအဲဝင်းကျင်လေးတွေပါဒါလေးတွေဆိုတော့ကရင်နိုးတွေပါကရင်နိုး A6J14 တွေပါနော်မိုက်တယ်ပြီးတော့ model အမြင့်တွေပါ Solomon လောကခုံထူထူနဲ့အီးလေးစီးရမယ်အဲ့လိုတွေပါပါမယ် sketcher လေးတွေလည်းရှိတယ်ဒီမှာနော်ကျွန်တော် running လုပ်မဲ့လူတွေအတွက်အလှလေးတွေပါ new velvet ဖိနခွားတွေ90 60တွေရှိတယ် A6J ပေါ့နော်ဒီကောင်လေးတွေဆို running အရင်လုပ်ကောင်းတယ်အလှတွေကြည့်ပါပဲကျွန်တော်တို့ဒီမှာ size အစုံပါပဲနော် size က40ကနေပြီးတော့ယောက်ျားလေးစီးဆိုရင်45အထိကျွန်တော်တို့ရှိပါတယ်ဒါလေးတွေဆိုတော့အခုမှထွက်တဲ့ design လေးတွေတော်တော်လေးလည်းလှတယ်တော်တော်လေးလည်းတန့်ပါတယ်ဈေးနှုန်းလေးတွေလည်းလုံးဝ fair ဖြစ်တယ်ရတဲ့ quality နဲ့ပေးရတဲ့ဈေးတန့်ပါတယ်ဒီမှာစနီကာတွေစုံပါပဲအများကြီးပါပဲเนาะ SP Dan တွေပြီးတော့ဒီမှာကရန်နိုးတွေဒီလိုမျိုးလေးတွေလည်းရှိတယ်เนาะဒီကောင်လေးဆိုဂျင်ဆော့တာလို့ယောဂကျင့်တာလို့ဘာလို့ဆိုလဲမိုက်တယ်ပြီးတော့ကျွန်တော် Euro Classic လေးတွေကြိုက်တဲ့အကူတွေဆိုလဲဒီမှာ Classic ဒါလေးလည်းရှိပါတယ်မှာကျွန်တော် Jordan လေးတွေရှိတယ်Hoka လေးတွေလည်းရှိပါတယ်เนาะ Hoka လေးတွေလည်းရှိပါတယ်အောက်မှာပဲเนาะကျွန်တော် A6 တွေ New Balance တွေရှိတယ်ဒီမှာ Yeezy တွေရှိတယ်အစုံအစုံအများကြီးတင်ထားပါတယ် on cloud တွေရှိပါတယ်ဒီကောင်တွေကတော့ site ကြီးတွေပါเนาะ site ကြီးတွေပါမရတဲ့အကူတွေ site ကြီးမရလို့စိတ်ညစ်နေတဲ့အကူတွေမပူနဲ့เนาะကျွန်တော် SN ဆိုင်မှာရှိပါတယ်မန်လေးဆိုင်ကတော့ကျွန်တော်36ခု3ကြားမှာပါ graphic ကြီးအောင်ပေးမျိုးကွင်းရဆိုင်နဲ့ညဆောင်တိုးလေးမှာရှိပါတယ်အစုံပါနော်ဒီမှာ running နေ site လဲစုံပါတယ် design တွေလည်းစုံပါသေးတယ်နော်အခုမှရောက်ထားတဲ့ design တွေပါဒီဘက်မှာတွေလည်းရှိပါတယ်နော်ဒီဘက်မှာတွေလည်းတင်ထားပြီးတယ်ဒါတော့ကြောက်ယောက်ျားလေးစီးပါဒီဘက်ကတော့ main ကလေးစီး convert တွေဒီ sneaker တွေလည်းရှိပါတယ်ဟိုမှာတော့ leather ဘူးတွေပါ leather ဘူးတွေကကျွန်တော်တရက်လွှင့်ပြီးတော့ပြောပြပေးပါမယ်အခုကတော့ sneaker လေးတွေကြိုက်တယ်ဆိုရင်စိုင်းမအမြန်ဆုံးလာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ် see you ပါအားလုံး